မင်းရဲ့ရေခဲဒေတာထဲမှာတင်အလှပင်ဆိုင်တခုဖွင့်လို့ရတယ်ဆိုတာသိလားရေခဲတုံးလေးတွေကပြီးတဲ့ထူးခြားတဲ့ရလဒ်တွေကိုကြည့်လိုက်ရအောင်ငါကတော့မုံလာဦးနေရေပါငါကိုရေခဲတုံးလုပ်ပြီးမျက်နှာပေါ်ပွက်ပြီးရင်မင်းရဲ့အရေးချောင်းတွေကိုပါးလျာသွားစေမှာပါကိုကတော့ green tea ပါကိုကိုခဲပြီးသုံးကြည့်ပါဝက်ချန်တွေကို6တွေ့စေပြီးအစီးပြန်းနာတွေကိုပါတခါတည်းရှင်းထုတ်ပေးမှာပါနေလောင်လို့စိတ်ညစ်နေလားနွားနုကိုခဲပြီးသုံးပေးပါနေလောင်တန်ကိုတက်တာစေပြီးအသားရည်ကိုပြန်လဲဝင်းပါပါစေမှာပါမျက်အိတ်ဖောင်တာနဲ့မျက်ကွင်းညိုတာတွေအတွက်တော့ငါပေါ့တခွားသီးရည်ကိုမျက်လုံးအောက်မှာပွက်ပြီးချက်ချင်းလန်းဆန်းသွားစေရမယ်ကိုယ့်ရဲ့ရည်တွေကိုနနွေးနည်းနည်းထည့်ပြီးခဲဆက်လိုက်ပါဝက်ချန်တွေကိုအစွမ်းကုန်တိုက်ထုတ်ပြီးဘက်တီးရီးယားတွေကိုအမြင့်ပြတ်တတ်ပေးမှာပါငါကတော့ရှားဆောင်လက်ပတ်ပါငါကိုခဲပြီးတုံးလိုက်ရင်မျက်နှာနီမျက်နှာတွေချက်ချင်းပြောက်သွားပြီးရေဓာတ်ကိုအပြည့်အဝဖြည့်ပေးမှာပါချွေးပေါက်ချင်းချင်းတော့ငါကိုတုံးခရမ်းကျင်သည့်အနစ်ကတဘာဝအတိုင်းချေးချွတ်ပေးသလိုအလုတ်လို့ပြီးအသားရည်ကိုကီးလင်းဝင်ပါစေမှာပါကဲဒီရေခဲတုံးလေးတွေကမင်းအသားရည်တွေဘယ်တစ်ခုကိုအလုတ်ရဆုံးလဲကိုယ့်ရဲ့အတွေ့အလုံလေးတွေကို comment မှာရေးပေးခဲ့ဦးနော်